ယူကရိန်းကရုရှားရဲ့ drone တည်ဆောင်ရေးသင်္ဘောကိုအမိဖမ်းလိုက်ပြီးမနက်အစောကြီး9:12 မိနစ်မှာကြီးမားတဲ့မီးလုံးကြီးတစ်ခုကောင်းကင်ရံစီတက်လာပါတယ်။အဲ့ဒီမီးလုံးကြီးဟာအမြင့်ပေ1200လောက်ထိပောက်ကွဲတက်သွားတာပါ။ဒီပောက်ကွဲမှုဟာရုရှားကုန်တင်သင်္ဘော Port Olyarpov ရဲ့သင်္ဘောကိုယ်တွေကိုအပိုင်းပိုင်းပြတ်သွားစေပါတယ်။မီးတောက်တွေကြားထဲမှာအီရန်လုံ Shahed drone အစုံပေါင်း900ဟာတစ်ခုပြီးတစ်ခုပောက်ကွဲကုန်ပါတယ်။ဒီ drone တွေဟာမော်စကိုကနေ Kiev မြို့ကိုနှစ်တကူလက်ဆောင်အဖြစ်တိုက်ခိုက်ဖို့ရည်ရွယ်ထားတာပါ။ဒါပေမဲ့ကြောက်စရာအကောင်ဆုံးအပိုင်းကပောက်ကွဲမှုမဟုတ်ပါဘူး။တကယ်တမ်းတုံ့လုံးစရာကောင်းတာကတော့ဒါပါပဲ။ပင်လယ်ပြင်သုံး drone 20နဲ့ရိုးရှင်းတဲ့ငါးဖမ်းကြိုးတစ်ချောင်းဟာရုရှားရဲ့တစ်ခုလုံးသောကာကွယ်ရေးစနစ်ကိုအနိုင်ယူသွားတာပါ။အဲ့ဒီထဲမှာဒေါ်လာ15တန်တန်ဖန်ဆာစနစ်နဲ့အဆင့်မြင့်လျှက်စစ်လှိုင်းနှောက်ယှက်တဲ့စနစ်တွေပါပါတယ်။ကဲဒီတော့ဒီဖြစ်စဉ်မတိုင်ခင်112စက္ကန့်အောင်ပြန်ပြီးကြည့်အောင်ပါ။ဒီဖြစ်ရဟာကမ်းလွန်ရေမိုင်18မိုင်အကွာတင်မော်တွေဖြတ်တန်းနေတဲ့နေရာနာမှာဖြစ်ခဲ့တာပါ။လီထန်နေတဲ့ပင်လယ်ထဲမှာအမဲရောက်အရာဝတ္ထုနှစ်ခုဖြတ်တန်းသွားပါတယ်။တစ်ခုချင်းစီဟာ16ပေရှည်ပြီးအလေးချိန်ပေါင်2000လောက်ရှိပါတယ်။အဲ့ဒါတွေက Sea Baby လို့ခေါ်တဲ့ရေပြင်သုံး drone တွေပါ။ Odessa မြို့ကအေးဆက်လာတဲ့ဘန်ကာတဲကစခရင်ပေါ်မှာတော့သူတို့ရဲ့ပြစ်မှတ်ကိုအနီရောင်အဖြစ်ပြနေပါတယ်။အဲ့ဒီပြစ်မှတ်ကတော့ Port Olyarpov သင်္ဘောပါပဲ။ဒီသင်္ဘောဟာတရားမဝင်အရေးအယောင်သင်္ဘောအုပ်စုတွေကဖြစ်ပြီးဂမ်ဘီယာနိုင်ငံအလံကိုအတုအယောင်ဖြစ်လွှင့်ထူထားတာပါ။ယူကရိန်းဟာအမေရိကန်ရဲ့ကုန်သွယ်ရေးသင်္ဘောဆိုင်ရာ AIS အချက်အလက်တွေနဲ့ Sterling ဆက်သွယ်ရေးလိုင်းတွေကို82နာရီအလိုကတည်းက hack လုပ်ပြီးရယူခဲ့ပါတယ်။ Kiev ဟာဒီ drone တွေနဲ့အရက်သားတွေကိုလိုက်တိုင်းမဲ့အချိန်အထိထိုင်မဆောင်ခဲ့ပါဘူး။တင်မောရဲ့ကုန်းဘက်ပေါ်မှာတော့ Panzer S1 radar ကြီးလေးလဲပတ်နေပါတယ်။သူဟာပြစ်မှတ်20ကိုတပြိုင်နက်တည်းခြေရခံနိုင်စွမ်းရှိပါတယ်။ Astrakhan မြို့မှာရှိတဲ့ Khasukal 4 လျှက်စစ်စစ်စင်ရေးစနစ်ကလည်းမိုင်း100အကွာဝေးထိပြင်းထန်တဲ့နှောက်ယှက်လိုင်းတွေကိုပေးပို့နေပါတယ်။ဒါပေမဲ့ယူကရိန်းဟာကျွမ်းကျင်သူတော်တော်များများသတိမထားမိတဲ့အားနည်းချက်တစ်ခုကိုရှာတွေ့ခဲ့ပါတယ်။ပင်လယ်ရေပြင်နဲ့နီးကပ်တဲ့လေထုဟာငံကြည့်ပြီးစိုးထိုင်းစာမြင်မာတာပါ။ဒါဟာ radar လိုင်းတွေဖြတ်တန်းသွားလာပုံကိုပြောင်းလဲစေပါတယ်။အဲ့ဒီလေထုကအလင်းရိုင်တဲ့အကျိုးသက်ရောက်မှုကိုဖြစ်ပေါ်စေပါတယ်။ ရေဒါလိုင်းတွေဟာအပေါ်ဘက်ကို 3.6 ဒီဂရီလောက်ကွေးတက်သွားပါတယ်။ဒါကရေမျက်နှာပြင်အထက်နားမှာရေဒါလိုင်းမမိတဲ့နေရာလိုတစ်ခုဖြစ်ပေါ်စေတာပါ။ဒီပင်လယ်ပြင်သုံး drone တွေဟာရေပြင်နဲ့ကပ်နေုံနေမဟုတ်ပါဘူး။သူတို့ဟာရေဒါလိုင်းတွေမမိတဲ့မြေအောက်မှာပုံကွယ်နေတာပါ။ပင်လယ်ပြင်ကြီးကိုယ်တိုင်ကသူတို့ကိုဝှက်ပေးထားပါတယ်။အချိန်ရေတွက်မှုအရ112စက္ကန့်ပဲလိုပါတော့တယ်။မနက်9:15မိနစ်မှာတိုက်ခိုက်မှုစတင်ပါတယ်။ Sea Baby drone 2စင်းဟာလျှို့ဝှက်လမ်းကြောင်းတွေကနေတဆင့် Caspian ပင်လယ်ကိုရောက်ရှိလာပါတယ်။တစည်းကတော့ Danube မြေဝကျွန်းပေါ်ကိုဖျက်တမ်းလာပြီးနောက်တစ်စီးကတော့လျှို့ဝှက်နေရာတစ်ခုကနေထွက်ခွာလာတာပါ။သူတို့နှစ်စင်းဟာ AI နည်းပညာနဲ့ Starlink ထိန်းချုပ်မှုစနစ်ကိုသုံးပြီးအချိန်ကိုက်စုံစည်းခဲ့ကြပါတယ်။သူတို့ဟာ line တွေကိုဖျက်ကျော်တဲ့ပုံစံနဲ့မောင်းနှင်လာကြတာပါ။အင်ဂျင်တွေကိုအမြင့်ဆုံးစွမ်းအားနဲ့မောင်းနှင်လာပြီးလေပြင်းကြောင့်4ပေလောက်ရှိတဲ့လှိုင်းလုံးကြီးတွေဖြစ်ပေါ်နေပါတယ်။ဒီ drone တွေဟာ line တွေကိုတိုက်ခိုက်မောင်းနှင်မဲ့အစားလှိုင်းစီးတဲ့ပုံစံနဲ့တွားနေတာပါ။ပင်လယ်ရေရဲ့အငန်တက်က drone တွေကိုပို့ပြီးဘောလောပေါ်စေပါတယ်။ဒါက drone ရဲ့ဘောလောပေါ်နိုင်စွမ်းကို15%လောက်ပိုတိုးစေတာပါ။သူတို့ဟာတနအီကိုရေမိုင်45မိုင်အထိမြန်နှုန်းမြင့်လိုက်ပြီးလက်ပိုင်းတစ်ကောင်ရေပေါ်တက်တာထက်တောင်နှိမ့်နှိမ့်လေးသွားနေတာပါ။ Sea Baby 2 drone ပေါ်ကကျိုးဝေတစ်ခုစတင်ပြီးပြေးထွက်လာပါတယ်။ဒါဟာဒီတိုက်ခိုက်မှုရဲ့အဓိကလက်နက်ပါ။အဲ့ဒီကျိုးဝေကနေကီလိုမီတာ12ကီလိုမီတာကနေကီလိုမီတာ20အထိရှိတဲ့ fiber optic ကျိုးတွေထွက်လာပါတယ်။ဒီကျိုးတွေကို Kevlar လို့ခေါ်တဲ့ကြီးကာအင်ဂျီလုပ်တဲ့ပစ္စည်းနဲ့ခိုင်ခံ့အောင်ပြုလုပ်ထားတာပါ။ဒါဟာတမန်ဝါရကျိုးမဟုတ်ပဲ drone တွေကိုထိန်းချုပ်တဲ့အသက်သွေးကြောကျိုးပဲဖြစ်ပါတယ်။အဲ့ဒီအချိန်မှာ drone ဟာလှိုင်းစီးပြီးထိန်းချုပ်တဲ့စနစ်ကိုပြောင်းလိုက်တာကြောင့်လျှက်စစ်လှိုင်းနဲ့ခြေရခံစနစ်တွေကနေလုံးဝပျောက်ကွယ်သွားပါတယ်။လေထုအခြေအနေကြောင့် radar line တွေအပေါ်ကိုကွေးတက်သွားပါတယ်။ radar line မမိတဲ့နေရာလွတ်ဟာပေ90လောက်မြင့်ပါတယ်။ ရုရှား radar ကကောင်းကင်ကိုပဲ scan ဖတ်နေတဲ့အချိန်မှာရုရှား drone တွေကတော့အောက်ဖက်မှာပုံနေပါတယ်။ Sea Baby 1 drone ကသူ့ရဲ့အဖုံတွေကိုဖွင့်လိုက်ပါတယ်။ဈေးပေါ်တဲ့ FPV drone လေးစင်းအပေါ်ကိုပြန်တက်သွားပါတယ်။သူတို့ကပေ100အထိမြင့်တက်သွားပြီးငါ့ကိုလာကြည့်ကြလို့အော်ဟစ်နေတယ်လို့မျိုးလုပ်နေကြတာပါ။သူတို့ဟာ Iran drone တွေရဲ့ပြန်တက်မှုပုံစံအတိုင်းလိုက်တူပြီးပြန်တက်ပါတယ်။ဒါဟာရုရှားတွေကိုဆွဲဆောင်တဲ့ထောင်ချောက်တစ်ခုပါ။မနက်9:16မိနစ်မှာထောင်ချောက်ကအောင်မြင်သွားခဲ့ပါတယ်။ Port Olyarpov သင်္ဘောပေါ်ကဖန်ဆာအမြောက်စင်ကြီးက180ဒီဂရီလဲသွားပါတယ်။ရေဒါကပြစ်မှတ်တွေကိုမိသွားပါပြီ။ဒီစနစ်ကိုတင်းချိုင်းကူလို့လူတီများကြပြီးအရင်က drone တော်တော်များများကိုပစ်ချနိုင်ခဲ့ပါတယ်။လျှက်စစ်စစ်စင်ရေးစနစ်ကလည်းလေထုထဲမှာနှောက်ယှက်လှိုင်းတွေကိုအပြည့်အဝလွှတ်လိုက်ပါတယ်။ခဏတာလှိုင်းတွေရှုပ်ထွေးသွားပေမဲ့လည်း fiber optic ကြိုးကတော့ဒါကိုလုံးဝဂရုမစိုက်ပါဘူး။ပြစ်ခတ်မှုစနစ်ကအတူရောင် drone ကိုပြစ်မှတ်အဖြစ်သတ်မှတ်လိုက်ပါတယ်။ဒုံးကြီးတစ်စင်းလွှတ်လိုက်ပြီးအရန်အောင်မြန်နဲ့နှုံးနဲ့ပြန်တန်းသွားတာပါ။အဲ့ဒီအတူရောင် drone ဟာရေပြင်အထက်ပေ1000မှာပောက်ကွဲသွားပါတယ်။မိကိုအမဲရောင်တွေလေထုထဲမှာပြန့်နှံ့သွားပါတယ်။ရုရှားသင်္ဘောသားတွေကတော့အောင်ပွဲခံပြီးအော်ဟစ်နေကြတာပေါ့။သင်္ဘောကပတိန်ကလည်းရေမောပြီးလက်ခုပ်တီးနေပါတယ်။ပျက်စီးသွားတဲ့ drone အစအနတွေကိုလက်ညှိုးထိုးပြီးပြသနေတာပါ။
သူတို့ဟာဈေးပေါ်တဲ့ drone တစ်စီးကိုဖျက်ဆီးနိုင်လို့ပြောနေကြပြီးပင်လယ်ပြင်ကိုတော့သတိမထားမိကြပါဘူးသူတို့ဟာ guide 800အကွာမှာတင်စောင့်နေတဲ့ Sea Baby 2 drone တွေကိုမမြင်ကြပါဘူးအဲ့ဒီ drone ဟာလှိုင်းလုံးတွေကြားမှာငမန်းတစ်ကောင်လိုပုံကွယ်နေတာပါတင်မော့ကပတိန်က Astrakhan မြို့ကရဟတ်ယာဉ်ကိုလှမ်းခေါ်လိုက်ပါတယ်ရဟတ်ယာဉ်မူကတော့15မိနစ်တွင်ရောက်လာမယ်လို့ပြန်ပြောတာပေါ့တင်မော့ကပတိန်ကအမှန်တရားကိုမသိသေးပါဘူးသူ့မှာအချိန်15မိနစ်မရှိတော့ပါဘူး38စက္ကန့်ပဲကျန်ပါတော့တယ်မနက်9:18မိနစ်မှာတော့ရုရှားတပ်မှုကသူ့နိုင်ပြီလို့တင်ခဲ့တာပါသူရဲ့လှိုင်းနှောက်ယှက်ရေးစနစ်ကလေတူထဲမှာလှိုင်းနှုံအမျိုးမျိုးကိုဖြန့်ကျက်ပြီးနှောက်ယှက်နေတာပါရေဒီယိုလိုင်းနဲ့ထိန်းချုပ်ထားတဲ့ဘယ် drone ဆိုပြက်ကြမယ့်အခြေအနေပါစာအုပ်ကြီးတိုင်းဆိုရင်တော့ရုရှားရဲ့ကာကွယ်ရေးစနစ်ကအပြစ်ပြောစရာမရှိအောင်ပြည့်စုံနေပါတယ်ဒါပေမဲ့ယူကရိန်းကကစားပွဲကိုပြောင်းလဲလိုက်ပါတယ် Sea Baby 2 drone တွေစီကနေတကယ်တိုက်ခိုက်မှုစတင်ပါပြီ FPV drone လေးစင်းဟာကောင်းကင်ပေါ်ပြန်တက်သွားပါတယ် drone တစ်စင်းရဲ့နောက်မှာသေးငယ်တဲ့ fiber optic ကြိုးတစ်ချောင်းစီနေပါသွားခဲ့ပါတယ်ဒီကြိုးကတစ်စင်ကြည်လင်ပြတ်သားတဲ့ဗီဒီယိုနဲ့ထိန်းချုပ်မှုအချက်လက်တွေကိုပေးပို့နေတာပါဒါကိုဘလို့လှိုင်းနှောက်ယှက်မှုကမှတားဆီးလို့မရပါဘူးရုရှားရဲ့လှိုင်းနှောက်ယှက်စနစ်တွေကဘာမှမရှိတဲ့လေဟာနယ်ကိုပဲအော်ဟစ်နှောက်ယှက်နေတယ်လို့ဖြစ်နေပါတယ်ဒါပေမဲ့ယူကရိန်းရဲ့ fiber optic ပါတဲ့ drone တွေကတော့သူတို့ရဲ့ကိုယ်ပိုင်တည်တဲ့လမ်းကြောင်းတွေပေါ်မှာပဲပြန်တန်းနေကြပါတယ်အဲ့ဒီ drone တွေဟာလှိုင်းလုံးတွေရဲ့အထက်2ပေလောက်အထိနှိမ်ဆင်းသွားပါတယ်ဒီလိုမျိုးရေပြင်နဲ့ကပ်ပြီးပြန်တန်းတာကလေခုခံမှုကိုလျော့နေစေပြီးမြန်နှုန်းကိုတနအီမိုင်120ထိအောင်တွန်းတင်ပေးနိုင်ပါတယ်ဒီအမြင့်မှာတော့ရေဒါတွေကသူတို့ကိုမမြင်နိုင်ပါဘူးကမ္ဘာမျက်နှာပြင်အကွေ့အဝိုင်းနဲ့ပင်လယ်လေထုကသူတို့ကိုဝှက်ပေးထားပါတယ်ဒါဟာဘလို့ဖြစ်နေတယ်လဲဆိုရင်ရုရှားကဒေါ်လာတန်းချီတန်တဲ့လက်နက်တွေနဲ့ကောင်းကင်ကိုလှမ်းပစ်နေတဲ့အချိန်မှာယူကရိန်းကတော့မပြတ်တောက်နိုင်တဲ့ကျိုးလေးတွေနဲ့ကြီးထားတဲ့စက်ရုပ်လေးတွေကိုလွှတ်တင်လိုက်တာပါအိုတဆာမြို့ကဗန်ကာထဲမှာတော့အာယုံစူးစိုက်မှုတွေကအထုံအထိပ်ရောက်နေပါပြီယူကရိန်းလုံခြုံရေးတပ်ဖွဲ့ SBU က operator တွေဟာ 4K ဗီဒီယိုကတစ်ဆင့်အရာအလုံးကိုရှင်းရှင်းလင်းလင်းမြင်နေရပါတယ်တင်မော့ကိုရဲကြီးက screen ပေါ်မှာပြေးနှံလာပါပြီထောင်ချောက်ကအောင်မြင်သွားပြီလို့အဖွဲ့ခေါင်းဆောင်ကအော်ပြောလိုက်ပါတယ်တကယ် drone တွေအထက်ကိုရောက်သွားပါပြီမနက်9:19မိနစ်မှာတော့ရုရှားရဲ့ဖန်ဆယ်စနစ်ကဒုံးကျည်အသစ်ပြန်ဖြည့်တဲ့အဆင့်ကိုရောက်သွားပါတယ်ပောက်ကွဲမှုကထွက်လာတဲ့မီးခိုးတွေကြောင့်10စက္ကန့်လောက်ရေဒါကနေဘာမှမမြင်ရပဲကန်သွားခဲ့ပါတယ်ရုရှားအရာရှိတယောက်ကထိတ်လန့်နေကြတဲ့လှိုင်းနှောက်ယှက်စနစ်တွေကိုအမြင့်ဆုံးအထိတိုးလိုက်ပါတယ်အဲ့ဒီ line တွေကယူကရိန်းရဲ့ကြံနေတဲ့အတူရောင် drone တွေက GPS chip ကြားတွေကိုလောင်ကျွမ်းသွားစေပြီးပင်လယ်ထဲပြတ်ကျကုန်ပါတယ်အဲ့ဒီအချိန်မှာယူကရိန်းဘက်ကတခုမှားယွင်းသွားပါတယ်မထင်မှတ်ထားတဲ့အခက်အခဲနဲ့ကြုံလိုက်ရတာပါ၄ပေလောက်မြင်တဲ့လှိုင်းလုံးကြီးတစ်ခုက Sea Baby 2 drone တွေပေါ်ကိုရိုက်ခတ်သွားတာပါအဲ့ဒီ line တွေမှာတဲတွေနဲ့ရွှွန့်တွေပါတာကြောင့်လေးလံပါတယ်သေးငယ်တဲ့ fiber optic ကြိုးဟာအပြင်းအထန်ဆွဲဆန့်ခံလိုက်ရတာပါဒါကြောင့်ပဲတင်းအားကအကန့်အသတ်ကိုကျော်လွန်ပြီးကြိုးလည်းပြတ်တောက်သွားပါတယ်တစ်ချိန်တည်းမှာပဲအန်ဒီရဲ့တစ်ခုထပ်ပြီးပေါ်လာပါတယ်Cat 27 Harrier ရဟတ်ယာဉ်တစ်စီးအပေါ်ကနေရောက်လာတာပါသူကပေးနေရအမြင့်ကနေနည်းနည်းလေးပြန်တန်းရင်အပူလှိုင်းဖန်ကင်မရာတွေနဲ့ drone တွေကိုရှာဖွေပါတယ်ရဟတ်ယာဉ်မူကရုရှားရဲ့ရေပြင်သုံး drone ဖန် drone တွေကိုလွှတ်ဖို့ပြင်ဆင်နေပါတယ်အဲ့ဒီနေရာမှာတော့အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်မှုက mission ကိုကယ်တင်လိုက်တာပါ9မိုင်ကွာမှမျောနေတဲ့ Sea Baby 1 drone ဟာသူ့ရဲ့အတူရောင် drone တွေကိုအကုန်သုံးပြီးသွားပါပြီအဲ့ဒီ drone ကအရန်ဆက်သွယ်ရေးစနစ် Wi-Fi ကိုဖွင့်လိုက်ပါတယ် Sea Baby 1ဟာပျက်စီးသွားတဲ့ drone စီကထွက်လာတဲ့အားနေနေတဲ့အရေးပေါ်အချက်ပြလှိုင်းကိုဖမ်းယူလိုက်ပါတယ်ပြီးတော့အဲ့ဒီအချက်လက်ကိုသူ့ရဲ့ကိုယ်ပိုင် fiber optic ကြိုးကတစ်ဆင့် Odessa ကဘန်ဂါစီကိုပေးပို့လိုက်ပါတယ်ဒီလိုအချက်လက်လွှဲပြောင်းမှုကတစ်စက္ကန့်ကိုအပုံ1000ပုံတပုံလောက်ပဲကြာတာပါ Odessa က screen တွေဟာခဏလောက်ဝေဝါးသွားပြီးမှပြန်ပြီးကြည်လင်လာပါတယ်အချိန်ဆွဲဖို့အတွက် operator တွေကသူ့ရဲ့နောက်ဆုံးကွက်ကိုထုတ်လိုက်ပါတယ်အားလုံးပျက်စီးသွားပြီလို့ထင်ထားတဲ့နောက်ဆုံးအတူရောင် drone ပေါ်လာပါတယ်သူကနေရောင်ကြီးတဲကနေရုတ်တရက်ထိုးဆင်းလာတာပါအဲ့ဒီ drone မှာဒေါ်လာ2000တန်တာမိုက်လက်ပစ်ပုံတစ်လုံးပါပါတယ်သူက Buzzer S1 ရဲ့လဲပတ်နေတဲ့ radar ဒဲအိုးပြားပေါ်ကိုအဲ့ဒီပုံချလိုက်ပါတယ်အဲ့ဒီတာမိုက်ပုံဟာ Fahrenheit degree 12500အထိအပူရှိန်ပြင်းပါတယ်သူကပောက်ကွဲတာမျိုးမဟုတ်ပဲအရေးပြောစီတာပါရုရှားရဲ့ radar ဒဲအိုးပြားဟာတန်ရီကြီးတွေအဖြစ်ပြောင်းလဲသွားပါတယ်35စက္ကန့်အတွင်းမှာတင်တန်ရီဘူးတွေစီးကျလာတဲ့တန်တုံးအဖြစ်ပျက်စီးသွားပါတော့တယ်ဒီမောကတော့လွတ်အောင်ပြေးဖို့ကြိုးစားနေပါတယ်ဘက်ဘက်ကို18 degree အထိပြင်းပြင်းထန်ထန်ကွေ့လိုက်ပါတယ်ဒါပေမဲ့ယူကရိန်းရဲ့ AI စနစ်ကတင်မောရဲ့ရေစုအနက်ကိုတီးပြီးသားပါ Port Olia 4 တင်မောဟာတရားမဝင်ကုန်စည်တွေကြောင့်အရန်လေးလံနေပါတယ်ဒီတက်ဖို့ကွေးလိုက်ရင်တောင်းတင်သွားမှာပါအခုတော့တင်မောဟာထွက်ပေါက်ပိတ်သွားပါပြီခေလာ drone တွေကလည်းဆက်သွယ်မှုပြန်ရသွားပါတယ်သူတို့ဟာနောက်ဆုံးတိုက်ခိုက်မှုအတွက်တန်းစီလိုက်ကြပါတယ်မနက်9:20မိနစ်မှာတော့ Odessa ကဘန်ကာထဲမှာရင်ခုန်သံတွေမြန်နေပါပြီ Fiber optic ကနေလာတဲ့ဗီဒီယိုတွေကအရန်အောင်ကြည်လင်တောက်ပါပါတယ်ပြစ်မှတ်အဆက်လေးမဟုတ်တော့ပဲအပြစ်မှတ်တကယ်ရှိတဲ့တင်မောကြီးအဖြစ်အနီးကပ်မြင်နေရပါပြီခေလာ drone 3ကအရင်စတိုက်ပါတယ်သူက engine cam ရှိတဲ့နေရာကိုထိုးဆင်းသွားပါတယ်အဲ့ဒီအချိန်မှာလေပြင်းကရုတ်တရက်တိုက်တာကြောင့် drone ဟာလမ်းကြောင်းကနေ 1.8 ပေလောက်လွဲသွားပါတယ် drone ဟာတင်မောကိုမထိပဲ Caspian ပင်လယ်ထဲကိုကျသွားတာပါရေပွဲတွေကြားထဲမှာပျောက်ကွယ်သွားပါတယ်ဒီလိုမျိုးကန်တီးပြီးလွဲသွားတာကတင်မောပေါ်မှာထိတ်လန့်တုန်လှုပ်မှုတွေဖြစ်စေပါတယ်ဖန်ဆာစနစ်ကတော့ radar မရှိတာကြောင့်လူကိုယ်တိုင်ချိန်ထားရတဲ့စနစ်ကိုပြောင်းလိုက်ရပါတယ်30 mm အမြောက်တွေကရန်တမ်းပစ်ခတ်နေပြီးကြီးစံတွေကရေထဲကိုကျနေပါတယ်ရေမုံရေမွားတွေကတင်မောကုန်းဘက်ပေါ်ကိုစင်တက်ကုန်ပါတယ်
ရေတွေကပွင့်နေတဲ့လျှက်စစ်တက်တာတွေထဲဝင်သွားတာကြောင့်စနစ်တွေအားလုံး short ဖြစ်ပြီးပျက်စီးကုန်တာပါအပေါ်မှာတော့ရဟတ်ယာဉ်ကပေ120အမြင့်ထိဆင်းလာပါတယ်ဒါပေမဲ့ရဟတ်ယာဉ်မှုကတော့တုံဆိုင်နေပါတယ်ပင်လယ်နယ်ထဲမှာယူကရိန်း drone တွေကလေကဒုံးကြီးတွေတဲလာတက်တယ်ဆိုတဲ့သတင်းကိုသူသတိရသွားတာပါသူကရဟတ်ယာဉ်ကိုအမြန်ပြန်ပြီးမောင်းတင်လိုက်ပါတယ်သူဟာအပိုပစ္စည်းတွေအတွက်နဲ့အသေးမခံနိုင်ဘူးလို့ဆုံးဖြတ်ပြီးတင်းမော်ကိုပစ်ထားခဲ့တာပါလှိုင်းလုံးတွေကြားမှာတော့နောက်ဆုံးအချိန်ရောက်လာပါပြီKela Drone 4ဟာဆက်သွယ်မှုရအောင်အတော်လေးစူးစမ်းနေရပါတယ်ငါးပေလောက်မြင့်တဲ့လှိုင်းလုံးတွေကဆက်သွယ်ရေးကြိုးတွေကိုဆွဲနေတာကြောင့်ဗီဒီယိုကလည်းပြတ်တောင်းဖြစ်နေပါတယ်အဲ့ဒီအချိန်မှာပဲရုရှားတွေဘက်ကအကြီးမားဆုံးအမှားတစ်ခုကိုလုပ်လိုက်ပါတယ်သူတို့ကအင်ဂျင်ဂန်ကိုကာကွယ်ဖို့အတွက်တင်းမော်ကိုလှည့်လိုက်ကြတာပါဖန်ဆာစနစ်ကတင်းမော်ရဲ့နောက်ပိုင်းကိုပဲစောင့်ကြည့်နေပြီးအရှေ့ပိုင်းကိုတော့ကာကွယ်မဲ့သူမရှိတော့ပါဘူးပောက်ကွဲစေတဲ့ drone ပစ္စည်းတွေကိုတင်းမော်ရဲ့ရှေ့ပိုင်းမှာတိုးလောင်ထားတာပါသူတို့ကအင်ဂျင်ကိုကာကွယ်လိုက်ပြီးမဲ့ဘုံအိမ်ကြီးကိုတော့ဗလာချင်းပေးလိုက်တယ်လို့ဖြစ်သွားပါတယ်မနက်9:25 မိနစ်စက္ကန့်မှာတော့အရာလုံးပြီးဆုံးသွားပါပြီ Kela Drone 4ဟာတနအီကိုမိုင်120လုံးနဲ့တင်းမောရှေ့ပိုင်းကုန်းလောင်ရုံဝင်တိုက်လိုက်ပါတယ်။သူ့မှာပါတဲ့15ပေါင်တန် RDX ပောက်ကွဲစေတဲ့ပစ္စည်းကပောက်ကွဲသွားပါတယ်။ Stone Snapton ဟာကုန်ပစ္စည်းတွေရဲ့အထက်4ပေအကွာမှာစတင်ပောက်ကွဲတာပါ။ Tungsten တထုစပေါင်း2500ဟာတစ်စက္ကန့်အောင်ပေပေါင်း9000နှုန်းနဲ့အပြင်ဘက်ကိုပြန့်နှံ့ပောက်ကွဲသွားပါတယ်။ကုန်းလောင်ရုံထဲမှာတော့ Iran လို့ Shahid Drone အစုံပေါင်း900ရှိနေပါတယ်။ဒေတာတွေဟာချက်ချင်းဆိုသလိုအပိုင်းပိုင်းကြေးကွဲသွားပြီးလီသီယမ်ဘက်ထရီတွေလည်းအပေါက်ကွဲခံလိုက်ရပါတယ်။လီသီယမ်ဟာအပူနဲ့အောက်ဆီဂျင်တို့နဲ့ထိတွေ့တဲ့အခါပြင်းပြထန်တက်ပြူပါတယ်။အဲဒီကနေစတိုက်ပေါက်ကွဲမှုတွေစတင်ပါတယ်။အပူချိန်ဟာချက်ချင်း Fahrenheit ဒီဂရီ1200အထိတက်သွားပါတယ်။တင်မောရဲ့အရှိဘက်ကုန်းဘက်ပေါ်ဟာအပေါ်ကိုဖောင်းတက်လာပြီးတံပဏိပြားတွေလည်းလမ်းထွက်ကုန်ပါတယ်။အဖြူရောင်မီးတောက်ကြီးတစ်ခုဟာအပေါ်ကိုဝုန်းကနေတက်လာပြီးညအချိန်ကိုနေကင်းဘက်လိုလင်းထိန်သွားစေတာပါ။ပေါက်ကွဲမှုကနေထွက်လာတဲ့လှေလိုင်းဖိအားတွေကြောင့်တင်မောတစ်စီးလုံးကြေးမှာသွားပါတယ်။တံမနီနဲ့လှုပ်ထားတဲ့တင်မောရဲ့ကြောရိုးတိုင်ကြီးဟာလိမ့်တွန့်သွားပါတယ်။ဒါပေမဲ့ယူကရိန်းကအလုံးမပြီးသေးပါဘူး။9မိုင်အကွာက Sea Baby 1 drone ကနောက်ဆုံးတိုက်ခိုက်မှုအတွက်ပြင်ဆင်လိုက်ပါတယ်။လေးဝအဖုံးတစ်ခုပွင့်လာပါတယ်။အထဲမှာတော့ RPV-16 အမျိုးအစားလေးဟာနဲ့ဘုံ launcher 6ခုပါရှိပါတယ်။ဒုံးကြီးတွေထွက်ခွာသွားပါပြီ။သူတို့ကရေပြင်ကိုဖျက်ပြီးမီးလောင်နေတဲ့တင်မောကိုတွားပြီးမှန်တာပါ။လေးဟာနဲ့ဘုံတွေဟာအောက်ဆီဂျင်ကိုစုပ်ယူပြီးပောက်ကွဲတာမျိုးပါ။အထဲမှာရှိတဲ့အရာအလုံးကိုဖျက်ဆီးလိုက်ပါတယ်။ကြံနေတဲ့လောင်စာစီတွေမီးဆွဲကုန်ပြီးကြန့်ရှိတဲ့ Shahid Drone အစုံတွေလည်းပောက်ကွဲကုန်ပါတယ်။မီးလုံးကြီးက2ဆလောက်ပိုကြီးလာပြီးကောင်းကင်ရဲ့အမြင့်ပေ2000အထိတက်သွားပါတယ်။ Turkmenistan ကမ်းခြေမှာတော့ဒါကိုလှမ်းမြင်နေရတာပါ။ Port Oliver 4 တင်မောကြီးဟာအပိုင်းပိုင်းပြက်စီးသွားပါပြီ။အဝေးကနေကြားနေရတဲ့အတန်ဟာလည်းတနက်ပြက်တယ်လို့မျိုးပါပဲ။တင်မောကနေမသွားပါဘူး။မီးလောင်နေတဲ့တန်တိုတန်ဆအပုံကြီးဖြစ်ပြိုကျသွားတာပါ။ဒေါ်လာ15သန်းနဲ့ Panzer S1 စနစ်ကြီးဟာလည်းကုန်းပေါ်ကနေရှော့ကျပြီးပင်လယ်ထဲနစ်သွားပါတယ်။သူဟာပင်လယ်အောက်ခြေကတန်တာကြောက်တန်းအတုတစ်ခုဖြစ်သွားပါတယ်။မနက်9:30မိနစ်30မှာတော့အရာလုံးပြန်ပြီးတိတ်ဆိတ်သွားပါတယ်။မီးလောင်နေတဲ့စီတွေနဲ့အဝေးကနေကြားနေရတဲ့ကဲဆယ်ရေးသမားတွေအတန်မဲကြမှာတော့တယ်။ဖျက်ဆီးမှုကတော့အောင်မြင်သွားပါပြီ။ Shahid Drone 900လည်းမရှိတော့ပါဘူး။တင်မောကြီးလည်းမရှိတော့ပါဘူး။တင်မောသားတွေလည်းဟိုတစဒီတစဖြစ်ကုန်ကြပါပြီ။ယူကရိန်းဟာဒီအတွက်ဒေါ်လာ6သိန်းလောက်ပဲသုံးခဲ့ရတာပါ။ဒါပေမဲ့ရုရှားရဲ့ဒေါ်လာ65သန်းနဲ့ပိုင်းဆိုင်မှုတွေကတော့ဖျက်ဆီးနိုင်ခဲ့ပါပြီ။ဒါရင်းနှီးမြှုပ်နှံမှုထက်အစားပေါင်း1000ကျော်အကျိုးမြတ်ရှိခဲ့တာပါ။ဒါကမော်စကိုအတွက်ကပ်ပေးတစ်ခုပါ။ဒီတင်မောဟာအဓိကလက်နက်ထောက်ပံ့ရေးလမ်းကြောင်းဖြစ်ပါတယ်။အခုတော့ Caspian ပင်လယ်ကထောက်ပံ့ရေးလမ်းကြောင်းပြတ်တောက်သွားပါပြီ။ရုရှားရဲ့နှစ်တကူတိုက်ခိုက်မဲ့အစီအစဉ်ဟာလည်းအနည်းဆုံး2လလောက်နောက်ကျသွားပါပြီ။တခြားတရားမဝင်ကုန်တင်မောကပ်တိန်တွေလည်းအခုဆိုရင်ကြောက်နေကြပါပြီ။ကုန်သွယ်ရေးလမ်းကြောင်းတွေလည်းပိုပြီးဘေးကင်းသွားပါပြီ။ဒါကြောင့် Sea Baby Drone 2စင်းလုံးအိမ်ပြန်လာကြပါတယ်။သူတို့ကတနင်္ဂနွေကို45မိုင်နှုန်းနဲ့မောင်းနေလာကြတာပါ။သူတို့ကိုနောက်တစ်ချိန်ပြန်သုံးလို့ရပြီးအစင်းသစ်ဖြစ်နေပါပြီ။သင်ခန်းစာတော့ရှင်းပါတယ်။ရုရှားကငွေတွေနဲ့အင်အားကြီးလက်နက်တွေကိုယုံကြည်တယ်။ယူကရိန်းကတော့အတွေးခေါ်ယူပါဗီတာနဲ့ငါးဖမ်းကြိုးတစ်ချောင်းလောက်သုံးသွားတာပါ။ကိတစ်စစ်ပွဲမှာအတွေးခေါ်ဟာငွေကြီးကုန်ကျများတာထပ်ပိုပြီးအောင်မြင်မှုရနိုင်ပါတယ်။ယူကရိန်းဟာတင်မော်တစီကိုဖျက်ဆီးအောင်နေမဟုတ်ပါဘူး။ရုရှားရဲ့နှစ်တကူအစီအစဉ်ကြီးကိုလည်းမစတင်ကြတဲ့ကဖျက်ဆီးနိုင်ခဲ့တဲ့အကြောင်းဘာသာပြန်တင်ဆက်လိုက်ရပါတယ်။